Saya pakai cina. Bukan, itu kata mana? Itu kalau you masuk kena ada job dalam apa? မလေးရှားနိုင်ငံမှာအထောက်အထားမပြည့်စုံတဲ့အလုပ်သမားတွေကိုဇွန်လလောက်ကစပြီးသက်ဆိုင်ရာအာဏာပိုင်တွေကစက်တိုက်ဆိုသလိုဖမ်းဆီးနေတာပါဒီလိုဖမ်းဆီးရမှာမြန်မာလုပ်သားတွေလည်းမကြာခဏအဖမ်းခံရပါတယ်ဒီလိုအခြေအနေတွေရှိနေသလိုတစ်ဖက်မှာလည်းအလုပ်ရရှိဖို့မြန်မာပွဲစားတွေကိုပွဲခတွေလည်းအရင်ကထက်2ဆလောက်ပို့ပေးနေရတာပါမြန်မာပြည်ကအခုတက်လာတဲ့လူတွေမှန်သမျှကမလေးရှားကိုပြောလို့ဆိုတော့ဘယ်မှလာတာမဟုတ်ဘူးဒုက္ခရောက်လို့လာကြတဲ့လူတွေပဲလို့နော်အဲ့တော့နည်းနည်းပါးလေးလောက်ကြလို့နင်တို့တွေကဒီဟာလေးလောက်တော့တယောက်ကို90ရတယ်90လောက်ပေးနေလို့ဟုတ်လားအေဂျင့်က400တောင်းရင်350လောက်ပေးပါကျမလူရှားပေးပါမယ်ဆိုပြီးတော့ဟုတ်လားမလား90လောက်စတော့ပြီပေါ့နင်တို့တွေကတထေးဖြစ်တယ်ပြီးတော့တယောက်ကို900 800လေးနဲ့တောင်းတာလို့မှန်ကန်လောက်တဲ့လူတွေကမှန်ကန်လောက်တာပဲသူတို့တွေက400 500ပြင်မပိုးဘူးပေါ့ဟာလောက်ပဲအဲ့ဒါမျိုး900 800တို့1000လို့ယူတာကြီးကအများကြီးများလို့ကြီး မြန်မာလူသားတွေအနေနဲ့ဖမ်းဆီးခံရတဲ့အခါထောင်မကျရေးမြန်မာပြည်ပြန်မပို့ရေးတို့အတွက်အောက်ခြေမှာငွေပေးညှိနှိုင်းရတာတွေလည်းရှိပါတယ်။စားတော့ဆိုင်တွေဝင်းဖန်းနော်ဝင်းဖန်းရင်ပါတော့ပြန်ဟိုရကမှာတရက်ကို1000တောင်းတာလေအော်ပရာစီတွေကမိဝေနဲ့သူကရှင်းနိုင်ရတယ်သိလားရှင်းနိုင်ရတယ်ရှင်းနိုင်ရတာသူတို့တောင်းတယ်ဘောတရက်ကို1000လို့ပါလို့တောင်းတာတောင်းသားတို့ခွဲတဲ့သူတို့ခွဲ400တဲ့400ခွဲကို2000နဲ့စစ်ပြီးတော့ထွက်လာခဲ့တဲ့2000ပေးရတယ်ဆိုရဲညမဝင်းနဲ့နေတွက်ကြည့်အောင်လေ1000ဆိုရဲ300 2000ဆိုရဲ300ဖြစ်သွားတယ်9ယောက်ပေါင်းတော့ပေးရတာတဲ့တယောက်ကို350ကျသွားတယ်အဲ့ဒါနော်အောက်ထစ်ပေါ့နော်အောက်ထစ်သူတို့တွေကအခုအခန်းခံအော်ပရာစီအခန်းခံရတယ်မို့လားတတိယကောင်းနဲ့တွေ့ရင်တော့သူတို့လိုက်ရွေးကြဖမ်းခြင်းကို3ရက်အတွင်းမှာလိုက်ညှိရတယ်ဖမ်းပြီးတော့3ရက်အတွင်းမှာလိုက်ညှိရတယ်သူတို့နဲ့ညှိရတယ်ညှိပြီးလဲပြီးရောအဲ့မှာဘောဘလောက်နဲ့ဆိုရင်ပြန်လွတ်တယ်ဒါမှမဟုတ်ဖမ်းနေတဲ့အချိန်အတွင်းမှာသူတို့အဲ့မှာတန်းစီပြီးတော့ထိုင်ခိုင်းတယ်လေထိုင်ခိုင်းနေတဲ့အချိန်မှာသူတို့ညှိလို့ရတယ်ညှိပေးရင်ပတ်ဆက်ပေးနိုင်တဲ့သူကလွတ်တယ်မြန်မာနိုင်ငံမှာမင်းအောင်လှိုင်တို့ဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြည်ပနိုင်ငံတွေကိုလူငယ်တွေအနေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်တရားမဝင်နည်းလမ်းနဲ့ထွက်တာတွေများနေပြီးနေ့စဉ်လိုဖမ်းဆီးခံနေရတာတွေလည်းရှိနေပါတယ်။